ဆိုပါတယ်ဗျာလိုအပ်ချက်တစ်စုံတစ်ရာများရှိရင်တီးခံပေးကြပါအောင်ဗျာကိုမောင်ဦးတယောက်ခိုင်လာပြီးနဲ့တူတယ်ဘီယာဆိုင်အတွင်းသို့ပြုံးဖြီးပြီးနှင့်ဝင်ရောက်လာသည့်ကိုမောင်ဦးကိုလုပ်ဖော်ကိုင်ဖက်များကပြောဆိုလိုက်ကြသည်ထိုသူများပြောသည့်အတိုင်းကိုမောင်ဦး၏မျက်နှာမှာလည်းမှုရသည့်မျက်နှာကဲ့သို့ပြုံးပြီးနေလေသည်ကိုမောင်ဦးကလုပ်ဖော်ကိုင်ဖက်များရှိသည့်စပွဲဝိုင်းတွင်ဝင်ထိုင်လိုက်လေသည်ဆိုစမ်းပါအောင်ဗျာခမည်းဒီလောက်ပြုံးပြီးလာပုံထောက်တော့ပွဲတစ်ပွဲတော့အဆင်ပြေခဲ့ပြီနဲ့တူတယ်ပွဲအဆင်ပြေခဲ့တာတော့မဟုတ်ဘူးပြို့ပေါ်ချောင်ကောင်းလေးတစ်စီးရလာတာဗျဆိုစမ်းပါအောင်ဗျပဲလောက်ပေါ်လို့လဲပရိုပေါက်တစ်စီးပြ100မပြည့်တဲ့ဈေးနဲ့ရလာခဲ့တဲ့ဟာဟုတ်ရဲ့လားဗျခမည်းကားကတိုက်ကြည်ကြီးထင်ပါတယ်ဘဲကတိုက်ကြည်မှာလဲဗျကားကဘော်ဒီလဲနည်းနည်းပေါက်ပုတ်လိုက်ရင်ရှယ်လန်းသွားမဲ့ကားဗျကိုမောင်ဦးတို့ကတော့ဝဲရောင်းလောကမှာဆရာတဆူလို့မပြောရဘူးတော်တော်ရှာတတ်တဲ့လူပဲဗျကဲခမည်းကားပဲမှာလဲပြစမ်းဗျလောလောဆယ်တော့ဝက်ရှော့အပ်ထားတယ်ဗျနည်းနည်းရင်းလိုက်မယ်ဆိုရင်150 200လောက်ကပြေးမလို့ဘူးပြို့ကဲကိုမောင်ဦးခမည်းဒီနေ့တော့ဒီဝိုင်းကိုရှင်းလိုက်တော့ပြိုးရှင်းမယ်ရှင်းကျင်လို့ကိုလာခဲ့တာခမည်းတို့လဲကျုပ်ကားအတွက်ဝဲလက်လေးပါလေးခေါ်လာခဲ့ကြအောင်ဟုတ်ပြီလားခွင်းရိုက်ပြီးရောင်းလို့ရမယ့်လူပေါ့ဗျပူမနေစမ်းပါနဲ့ကိုမောင်ဦးရကားကောင်းရင်ပရိုပေါက်က1ရက်2ရက်ဆိုထွက်ပါတယ်ဗျကိုမောင်ဦးတို့ကပွဲစားတတိုက်မှာဘီယာကွက်များကိုကင်မြောက်လိုက်ကခွက်ချင်းထိလိုက်လေသည်တောက်စားပြီးသည့်အခါည9နာရီခန့်ရှိနေပြီဖြစ်သည်အချိန်အားဖြင့်2016ခုနှစ်ခန့်ကဖြစ်သည်ကိုမောင်ဦးကတငယ်ချင်းကိုငယ်လေး၏ဝက်ရှော့သို့ဝင်လာခဲ့လေသည်ကိုငယ်လေးမှာကိုမောင်ဦး၏တငယ်ချင်းဖြစ်ကဝက်ရှိအလက်စားကလေးဖွင့်လှစ်လောက်ကင်နေသူဖြစ်သည်ကိုငယ်လေးဝက်ရှော့မှာကိုမောင်ဦး၏လက်ဆွဲဝက်ရှော့ဖြစ်ကပြင်ဆင်စရာရှိသည့်ကားများဟာအားလုံးလိုကိုကိုငယ်လေး၏ဝက်ရှော့တွင်သာအနံလေးရှိသည်ကိုငယ်လေးကလည်းလက်ခဏစွာလျှော့ယူသည်မို့ကိုမောင်ဦးနှင့်ရေရှည်လက်တွဲဖြစ်နေလေသည်ဝက်ရှော့သို့ရောက်သည့်အခါကိုငယ်လေးမှာဝက်ရှော့ပြင်သို့ထွက်ကစစ်လိတ်တောက်နေလေသည်ဘီယာမူပြီးပြန်လာသည့်ကိုမောင်ဦးကကိုငယ်လေးအပြုံးပြပြီးဘလို့လဲကိုငယ်လေးဒီကားမှာဘာအပြစ်အနာအဆာတွေရှိသလဲဗျကိုငယ်လေးမျက်နှာမှာကွက်ခနဲပြတ်သွားလေသည်ဘာအပြစ်အနာအဆာမှတော့မရှိပါဘူးဗျခမည်းကောက်ကိုခမည်းမြန်ပြန်ယူသွားစမ်းပါဟာပြင်တာမြန်လှချီလားဗျကျုပ်က1ရက်2ရက်ကြာမယ်ထင်တာခမည်းကောက်ကိုကျုပ်မကင်ရဲဘူးကိုမောင်ဦးခမည်းတခြားဝက်ရှော့သာသွားအပ်ပြကိုမောင်ဦးကPTTရဲ့မောလိုက်ပြီးဘာလဲကိုငယ်လေးခမည်းကကျုပ်ကိုစိတ်ဆိုးနေတာလားကျုပ်ခမည်းပေါ်တခုခုမှထားလို့ကျုပ်ကိုစိတ်ခုနေတာလားခမည်းဘာမှမမှားပါဘူးကိုမောင်ဦးရခမည်းရဲ့ကားသာခမည်းပြန်ယူသွားပါဒီကားကိုကျုပ်မပြင်နိုင်ဘူးဗျကံငယ်လေးမှာအကြောက်အကန်ရင်းနေသဖြင့်ကိုမောင်ဦးပင်ဒေါသထွက်လာလေသည်ခမည်းကကြီးကျယ်ဗျအရင်ကဆိုကျုပ်ယူလာတဲ့ကားတွေအကုန်ခမည်းပဲစစ်ဆေးပြီးပြင်စရာရှိတာပြင်ပေးနေကြမဟုတ်လားအခုမှဘလို့ဖြစ်တာလဲခမည်းကစိတ်ကြီးဝင်သွားတာလားကိုငယ်လေးမှာကိုမောင်ဦးလက်မောင်းအားဆွဲကဝက်ရှော့အတွင်းသို့ဆွဲခေါ်သွားပြီးကဲပါဗျာဟောဒီမှာခမည်းကားရဲ့တော့ခမည်းဒီကားကိုမြန်ယူသွားပါတော့ဗျာကိုမောင်ဦးမှာကားတကားဖွင့်လိုက်ကကားအတွင်းသို့ဝင်ထိုင်လိုက်ပြီးဝက်ရှော့အတွင်းမှမောင်းထွက်လာခဲ့သည်ကိုမောင်ဦးမောင်းထွက်သွားသည်နှင့်ကိုငယ်လေးကကားဝက်ရှော့တကားကိုပိတ်လိုက်လေသည်ကိုမောင်ဦးကဝက်ရှော့အားမျက်မှောင်ကျုပ်ကကြည့်လိုက်ရင်ဒီလူဘလို့လူလဲမသိပါဘူးကွာထို့သို့ရေရွတ်ပြီးကားကိုဆက်မောင်းလာခဲ့သည်ပြည်လန်းအတိုင်းမောင်းနှင်လာခဲ့ပြီးလေစိတ်ပေးလမ်းမှနေ၍ကိုမောင်ဦးနေထိုင်ရာမြောက်တကုံမြို့နယ်စီသို့ဦးတီမောင်းနှင်လာခဲ့သည်စော်ဝါကြီးကုန်းအကျော်10မိုင်သို့အရောက်တွင်ကားရှိရေဒီယိုမှာသူ့အလိုပွင့်ကတချင်းတန်များထွက်ပေါ်လာသည်ညနေနေပြီဖြစ်သည်ဖြင့်ကားလမ်းမမှာအနှဲငယ်ရှင်းလင်းနေပြီဖြစ်သည်ကိုမောင်ဦးကရေဒီယိုပွင့်သွားသည်ဖြင့်တစ်ချက်ထိတ်လန့်သွားကကားရေဒီယိုကိုလက်နှင့်ပုတ်လိုက်သည်ဟာလာခွမ်းလန့်သွားတာပဲကွာရေဒီယိုကပြက်နေတာထင်တယ်ကိုမောင်ဦးကရေဒီယိုကိုပိတ်ရန်ခလုတ်များနှိပ်တော်လဲရေဒီယိုမှာရက်တက်မသွားပဲအတန်များဆက်လက်မြည်နေသည်တို့နှင့်ရေဒီယိုကိုမပိတ်တော့ပဲအတန်အတိုးကျယ်လုပ်သည့်ခလုတ်အားလှည့်လိုက်ကအတန်ကိုပိတ်လိုက်လေသည်လေစိတ်မီးပွိုင်းမှချိုးကွေးလာခဲ့သည့်အခါပတ်ဝန်းကျင်တွင်လူနေအိမ်မရှိဘဲတစ်ပင်ချုံပင်များသာဖုံးလွှမ်းနေသည့်စစ်တပ်အုပ်တိုင်းကြီးရှိလေသည်ထိုနေရာအရောက်တွင်ရေဒီယိုမှာသူ့အလိုအတန်ကျဲလာပြန်သည်အတန်အတိုးကျယ်လုပ်သည့်ခလုတ်မှာသူ့အလိုတပတ်လေကအတန်မှလည်းကျဲလောင်စွာထွက်ပေါ်လာသည်ရေဒီယိုအတန်လိုင်းကမရှင်းမလင်းဖြစ်နေကမြူးကြွသည့်တန်စင်များဂီတာတီးတန်များနှင့်အတူလူတစ်ယောက်ဆူရှာအော်လိုက်သည့်အတန်မှလည်းထွက်ပေါ်လာပြန်သည်ကိုမောင်ဦးပင်ထိတ်လန့်သွားပြီးကားကိုလမ်းနံဘေးသို့ကဆင်းကရပ်တန်းလိုက်သည်ကိုမောင်ဦးကရေဒီယိုအားဆက်ဆိုပြီးလက်နှင့်ပုတ်လိုက်လေသည်ရေဒီယိုအားလက်သီးနှင့်3-4ချက်ခန့်ထိုးထည့်လိုက်သည့်အချိန်မှအတန်ရက်သွားတော့သည်ကိုမောင်ဦးကရေမောလိုက်ကာဟိတ်ကောင်မင်းလားကွငါ့ကိုများပညာပြချင်နေသေးတယ်ဟုတ်လားမနှက်ဖြန်ကြတော့မှမင်းကိုငါဖြုတ်ပြီးလွှင့်ပစ်မယ်ရေဒီယိုဆုပ်ရဲ့ကိုမောင်ဦးကဆဲဆိုရေရွတ်ပြီးကားဆက်နိုးလိုက်သည့်အခါကားမှာဆက်မနိုးတော့ပေကိုမောင်ဦးကနီးမျိုးစုံနဲ့ဆက်နိုးကြည့်တော်လဲကားဆက်မနိုးသဖြင့်ကားပေါ်မှဆင်းကကားအရှိဘောနတ်ဖုံးကိုဖွင့်ရန်ကြိုးစားလိုက်လေသည်ထိုအချိန်ကားနောက်ခန်းတွင်လူတဦးထိုင်နေသည့်အရိပ်ကိုမြင်တွေ့လိုက်ရသဖြင့်ကြောချမ်းသွားမိသည်ထိုစဉ်အနောက်မှမောင်းနှင်လာသည့်ကားတစ်စီး၏မီးရောင်နှင့်အသေးချပြန်လဲကြည့်ရှုလိုက်ရာထိုလူရိပ်မှာရုတ်ခနဲပြောက်ကွယ်သွားလေသည်
ကိုမောင်ဦးမှာတရေတစေကိုအယုံကြည်မရှိသူဖြစ်သောကြောင့်လူရိပ်မြင်လိုက်ရသည်ကိုပင်မိမိမှာပြရမူပြီးအမြင်မားနေသည်ဟုသာထင်လိုက်မိသည်ကားဘောနှက်ဖုံးအားဖွင့်လှစ်လိုက်သည့်အချိန်တွင်လေအေးတစ်ချက်ကဝိတ်ခနဲတိုက်သွားသဖြင့်ချမ်းအေးသွားမိသည်ကားဆက်ဖုံးအားဖွင့်ပြီးအတွင်းမှဘက်ထရီကလစ်များစီးပလက်ခေါင်းများကိုစစ်ဆေးနေသည့်အချိန်နဘေးတွင်လူတစ်ယောက်လာရက်သည့်တနံကိုမျက်လုံးတောက်မှဖြတ်ခနဲတွေ့လိုက်ရသည်ကိုမောင်ဦးကထိုလူအားလှဲ့ကစကားပြောမည်ဟုကြံရွယ်လိုက်စဉ်ထိုလူမှာကားအနောက်ဖက်စီသို့လှမ်းလျှောက်သွားအားလေသည်ကိုမောင်ဦးကထိုလူအနောက်သို့လိုက်ကြည့်လိုက်သည့်အခါကားအနီးတွင်လူသူတဦးတစ်ယောက်မှမတွေ့ရပေတရေမယုံကြည်သည့်ကိုမောင်ဦးပင်အတော်ထိတ်လန့်သွားမိသည်ထိုခိုက်တသက်နှင့်တကူတခါမှမတွေးဘူးသည့်အတွေ့တစ်ခုကခေါင်းထဲဝင်ရောက်လာလေသည်ငါတရေချောက်ခံရတာများလားကိုမောင်ဦးမှာကားဆက်ဖုံးကိုပိတ်လိုက်ပြီးကားပေါ်သို့ပြန်တက်လိုက်သည်ကားမောင်းရန်အတွက်တောပေါက်အားဆန်းသက်ကြည့်လိုက်သည့်အခါကားတောပေါက်ကိုမတွေ့ရပေထိုအတူကားမောင်းသည့်စတီယာယာဉ်ကိုလည်းမတွေ့ရပဲကားရှေ့ခန်းတွင်ဟာလာဟင်းလင်းကြီးဖြစ်နေသည်ကိုမောင်ဦးမှာကြောက်လန့်ရမည်အစားမူးနေသည့်အရှိန်ကြောင့်ဒေါသထွက်သွားကတရေကိုအော်ဟစ်ဆဲဆိုမိသည်ကားထိုင်ကုန်များကိုလည်းလက်နှင့်ပုတ်ခါနေမိသည်ထိုစဉ်နဘေးနားရှိထိုင်ကုန်တွင်လူတဦးမှဘွားခနဲပေါ်လာခဲ့သည်ထိုလူကကိုမောင်ဦး၏လည်ပင်အားလက်အေးအေးကြီးဖြင့်ညှစ်လေတော့သည်ကိုမောင်ဦးမှာထိုလူအားပြန်လဲတိုက်ခိုက်ခုခံနေရင်ကားတကားပွင့်ထွက်သွားကကိုမောင်ဦးလည်းကားပေါ်မှတလိမ့်ခောက်ကွေးပြုတ်ကျသွားလေသည်ထိုအခိုက်ကားမှာရှေ့မီးများပွင့်ကကားတကားလေးဖက်စလုံးမှလည်းပွင့်လိုက်ပိတ်လိုက်နှင့်တကြုံကျန်းအတန်မြည်နေပြီးကားတစ်စီးလုံးမှလည်းခုန်ပေါက်လှုပ်ရှားနေလေသည်ကိုမောင်ဦးမှာအမဆောင်နိုင်တော့ပဲထိုနေရာမှအမြန်ပြေးထွက်လာခဲ့သည်တဦးလည်းကားလမ်းအတိုင်းပြေးလွှားလာခဲ့ပြီးသည့်နောက်ခက်လန်းလန်းအရောက်တွင်အနောက်သို့ပြန်လှည့်ကြည့်လိုက်သည့်အခါပရိုပေါက်ကားလေးမှာမောင်းနှင်သူမပါပဲကိုမောင်ဦးအနောက်သို့တလိမ့်လိမ့်လိုက်လာသည်ကိုတွေ့လိုက်ရသည်ကိုမောင်ဦးလည်းကြောက်လန့်ကခြေကုန်ပြေးရင်းမကြခင်ကေတီဘွဤနှင့်စားတောက်ဆိုင်တန်းများရှိရာသို့ရောက်လာသည်စားတောက်ဆိုင်ရှိတွင်ရပ်ထားသည့်တက္ကစီတစ်စီးကိုငှားလိုက်ကတက္ကစီပေါ်သို့ပြေးခုန်တက်လိုက်သည်အမြန်မောင်းအနောက်မှလိုက်လာတဲ့အမြန်မောင်းတက္ကစီယာဉ်မောင်းကကိုမောင်ဦးအားအထူးဆန်းတပွဲကြည့်ရင်ဟေ့လူဘာလိုက်လာလို့လဲမောင်းသားမောင်းစမ်းပါဗျာမြောက်တကုံ40ရက်ကွက်ကိုသာရောက်အောင်မောင်းစမ်းပါခမရတောင်းတလောက်ပေးပါမယ်ကိုမောင်ဦး၏အတန်မှာကြောက်ရွံ့လာသဖြင့်တုံရင်နေလေသည်တက်စီရင်မောင်းလဲကားကိုမောင်းနှင်လိုက်လေသည်ကိုမောင်ဦးမှာအသက်လူပြေးခဲ့ရသဖြင့်အလွန်မောပန်းနေလေသည်ထို့ကြောင့်တက်စီပေါ်ရောက်သည့်အခါအမောဖြေရင်းခေါင်းမူဝေလာကငိုက်ခနဲအိပ်ပျော်သွားတော့သည်ကိုမောင်ဦးနားထဲတွင်ခေါ်တန်ကြားကလက်ကိုပုံနိုးခံလိုက်ရသဖြင့်ကိုမောင်ဦးတယောက်လက်နိုးသွားမိသည်လာနိုးသူကိုကြည့်လိုက်သည့်အခါကိုမောင်ဦး၏ဇနီးဖြစ်သူမခင်ဦးဖြစ်နေလေသည်ကိုမောင်ဦးမှာဘေးဘီကိုလှည့်ကြည့်လိုက်သည့်အခါမြောက်တကုံ40ရက်ကွက်အတွင်းရှိနေအိမ်ရှိသို့ရောက်နေသည်ကိုတွေ့ရသည်ကိုမောင်ဦးရှင်ဘလို့ဖြစ်လို့ကားပေါ်မှာအိပ်နေတာလဲငါကားငှားစီးလာရင်ကိုမောင်ဦးကကားကိုတစ်ချက်ဝေးကြည့်လိုက်သည့်အခါအငှားကားမဟုတ်ပဲညကမောင်းနှင်လာခဲ့သည့်ပရိုပေါက်ကားကလေးဖြစ်နေသည်ကိုတွေ့လိုက်ရသည်ထိုအခါကိုမောင်ဦးမှာသွေးပြတ်မတက်ကြောက်လန့်သွားမိသည်ကားပေါ်မှချက်ချင်းဆင်းလိုက်ကကားနံပါတ်ပြားကိုဖတ်ရင်းကားနံပါတ်အားရေးရွတ်လိုက်မိသည်ဟာဒီကားပဲကိုထို့နောက်မခင်ဘက်သို့လှည့်လိုက်ရင်မိမငါဒီကိုဘလို့လုပ်ပြီးရောက်လာတာလဲဟင်ကျုပ်လဲဘယ်သိပါမလဲအခုမိုးလင်းလို့အိမ်ရှိထွက်ကြည့်လိုက်တော့ကားပေါ်မှာရှင်အိတ်နေတာကိုမြင်လို့လာနိုးလိုက်တာရှင်ကိုရှင်အောင်ဘလို့ပြန်ရောက်လာတယ်လဲမသိဘူးလားကိုမောင်ဦးမှာပြူးကြောင်နေမိသည်ရှင်ရက်တောက်ပြီးကားမောင်းတာတွေရော့နော်ကိုမောင်ဦးရှင်အဲ့ဒီလိုသာကြက်ကြက်ဆက်မောင်းရင်တနေ့နေ့ကားတိုက်ပြီးတည်လိမ့်မယ်ကိုမောင်ဦးမှာဘာမှဆက်မပြောဖြစ်ပေဒါနဲ့ဒီကားကရှင်ဝယ်လာတာလားပြောအေးဟုတ်တယ်ဒီကားကငါပြန်ရောင်းဖို့ဝယ်လာခဲ့တာမခင်ဦးအိမ်ထဲသို့ပြန်ဝင်သွားသည့်အခါကိုမောင်ဦးလည်းကြောင်တောင်နှင့်အိမ်ထဲသို့လိုက်လာမိသည်ရေမိုးချိုးအဝတ်စားလဲပြီးသည်နှင့်မခင်ဦးပြင်ဆင်ပေးသည့်ထမင်းကြော်ကိုစားတောက်နေမိသည်ထို့သို့စားတောက်နေရင်အိမ်ရှိမှကားကိုအမှတ်မထင်နေကြည့်ကတွေးတောနေမိပြန်သည်ငါညကကားငှားစီးတာပါဒီကားကိုလည်းဟိုနေရာမှာပစ်ထားခဲ့တာပဲဘလို့လုပ်ပြီးအခုကြမှာငါအိမ်ရှိကိုရောက်နေတာလဲညကလည်းငါတိတ်မူးနေတာမဟုတ်ပါဘူးဘလို့ဖြစ်တာပါလဲထိုအခါမခင်ဦးကအနားတွင်ထိုင်ချလိုက်ကကိုမောင်ဦးရှင်ဘာတွေတွေးနေတာလဲပျော်စမ်းညကအိမ်ပြန်မအိပ်ပဲဘယ်တွေအလေလိုက်နေတာလဲရှင်မဟုတ်မဟတ်ကောင်မတွေနဲ့များတွေးနေတာလားဟာမဟုတ်ပါဘူးမိမရညကကိုမောင်တင်းတို့နဲ့စားတောက်ပြီးအလုပ်အကြောင်းဆွေးနွေးရင်းနည်းနည်းအချိန်ကုန်သွားတာပါကွာကြုတ်ကြွတင်ပြီးပြောထားမယ်နော်ကိုမောင်ဦးရှင်လှုပ်တာကကြိုက်တလောက်ရှုပ်လို့ရတယ်ဒါပေမဲ့ဇရာတော့မရှုံးနဲ့နော်မခင်ဦးပြောသဖြင့်ကိုမောင်ဦးမှာဇက်ကိုပူထားလိုက်လေသည်ထို့နောက်တငယ်ချင်းလှုပ်ဖို့ကိုင်ဖက်များအားဖုံးဆက်ခေါ်လိုက်လေသည်တနာရီခန့်အကြာတွင်ကာပွဲစားတငယ်ချင်းများကအိမ်သို့ရောက်လာကြသည်အိမ်သို့မဝင်ခင်ကိုမောင်ဦး၏ပရိုပေါက်ကားကလေးကိုလှည့်ပတ်ကြည့်နေကြသည်ခမည်းပြောတဲ့ကားကဒီကားလားကိုမောင်ဦးကခေါင်းညှိပြလိုက်လေသည်ကာပွဲစားများအနက်ကိုမောင်တင်းဆိုသူကကားနံပါတ်ပြားအားဖတ်ကြည့်လိုက်ကခေါင်းခါလိုက်သည်ခမည်းအားတော့ဂျင်းမိသွားပြီးကိုမောင်တင်းပြောလိုက်သဖြင့်ကိုမောင်ဦးမှာဒေါသထွက်သွားလေသည်
ဘာဖြစ်လဲကိုမောင်တင်းကျုပ်ကားကဘာဖြစ်နေလို့လဲဒီနံပါတ်ကိုကျုံမှတ်မိတာပေါ့ဗျာဒီကားကညင်ဆိုးတဲ့ကားတစ်စီးပြညင်ဆိုးလုံးလို့ကျုပ်တို့ကားပွဲစားတန်းကလူတွေလက်ဆောင်ထားတဲ့ကားပဲဟောဒီမှာကြည်ကျုပ်ရဲ့မှတ်စုစာအုပ်ထဲမှာတော့ဒီကားနံပါတ်ကိုမှတ်ထားသေးတယ်ကားပွဲစားများအရှိတွင်အပြောဆိုခံလိုက်ရသဖြင့်ကိုမောင်ဦးတယောက်စိတ်ထဲမခံခြင်းဖြစ်သွားသည်ကျုပ်ကတော့ဒါတွေမယုံဘူးဗျညင်ဆိုးတယ်ဆိုတာခမားတို့လိုကားပွဲစားတွေကကားဈေးကိုနှိမ်ကျင်လို့ရှောက်ပြောကြတဲ့ယုံနှန်းစကားတွေပါခမားဒီကားအကြတောင်းဘလောက်တည်တယ်လဲကိုမောင်ဦးကိုမောင်တင့်မေးလိုက်သည့်အခါကိုမောင်ဦးမှာဘာမှမပြောနိုင်တော့ပေဒီကားကကောင်မလေးတယောက်ကိုတေးအောင်တိုက်ခဲ့ဘူးတယ်အဲ့ဒီလိုတိုက်ပြီးကလေးကဒီကားကညင်ဆိုးသွားတယ်ညင်ဆိုးတယ်ဆိုတာခမားတို့သိမှာပါကားကပြက်ချင်ရင်ထိုးပြက်တယ်အမျိုးမျိုးဝေဖောက်တယ်အဆိုးဆုံးကတော့ဒီကားကတရေချောက်နေတာပဲအဲ့ဒီတရေကိုကားပိုင်ရှင်အဆက်ဆက်နှင်ထုတ်ဖို့ကြိုးစားခဲ့ပြီးကိုမောင်ဦးဒါပေမဲ့ဘသူမှအဲ့ဒီတရေကိုနှင်မရဘူးခမားရှာအယိုးမရှိတိုင်းရှောက်ပြောမနေပါနဲ့ကိုမောင်တင့်ရဲ့ခမားမဝယ်ခြင်းလဲနေပါကျုပ်ဒီကားကိုရအောင်ရောင်းထုတ်ပြမယ်ခမားကဝယ်မောင်းလောက်ကလောက်တာ3နှစ်လောက်ပဲရှိပါသေးတယ်ကိုမောင်ဦးရဲ့ကျုပ်ကကားပွဲစားတန်းနဲ့လှည့်လာတာ10နှစ်ကျော်ပြီဗျဒီကားကိုခမား3လမ်းစုံနာကခြံဝင်းကျဲကြီးတစ်ခုတည်းကနေဝယ်လာခဲ့တာမဟုတ်လားခမားကိုရောင်းလိုက်တဲ့လူကလည်းအဖိုးကြီးအဖွားကြီးလင်မယားကရောင်းလိုက်တာမဟုတ်လားဗျခမားဘာဖြစ်လို့ဒီလောက်သိနေတာလဲကိုမောင်တင်သိဆိုဒီကားကိုအဲ့ဒီအဖွားကြီးလင်မယားစီဂျင်းထည့်ပြီးရောင်းခဲ့တာကျုပ်ကိုယ်တိုင်ဖြစ်နေလို့ပဲကိုမောင်ဦးမှာထိတ်လန့်သွားပြီးမြည်သည့်စကားမှမပြောနိုင်တော့ပေကိုမောင်တင်းကကိုမောင်ဦးအနီးသို့တိုးကပ်လာပြီးခမားကိုရောဒီကားကမချောက်လန့်ဘူးလားကိုမောင်ဦးမှာခေါင်းကိုခတ်တွတ်ခါပြလိုက်သည်ကျုပ်ခမားကိုအကောင်းဆုံးအကြံပေးမယ်ကိုမောင်ဦးခမားဒီကားကိုကားပွဲစားလောကမှာရောင်းထုတ်လို့ရမှာမဟုတ်ဘူးဒီတော့ခမားကားကိုလိုင်းပေါ်တင်ချင်ရင်တင်ဒါမှမဟုတ်ရန်ကုန်မှာမဟုတ်ပဲတခြားနယ်မြို့မှာတွားရောင်းချင်ရောင်းပါဒီမြို့မှာတော့ခမားကားကိုဘယ်သူမှဝယ်မှာမဟုတ်ဘူးကိုမောင်ဦးမှာဒေါသထွက်ကကိုမောင်တင်း၏အင်ဂျီလေပင်ကိုလက်ဖြင့်ဖမ်းဆုပ်ကင်လိုက်သည်ဒီမှာကိုမောင်တင်းခမားကကားပွဲစားလောကမှာကျုပ်တို့ထက်အရင်ကျင်လည်နေခဲ့တယ်ဆိုပြီးကျုပ်ကိုပညာပြချင်တာလားဒါမှမဟုတ်ကျုပ်ကားကိုညင်ဆိုးတယ်ဆိုပြီးဈေးမတန်တဆနဲ့ဝယ်ချင်တာလားကိုမောင်ဦးမှာမျက်နှာကိုရှုံးမဲ့လိုက်ပြီးဒီမှာကျုပ်ခမားတိအောင်ပြောလိုက်မယ်ဟောဒီကားကိုကျုပ်ရအောင်ရောင်းမယ်တက်ဈေးနဲ့ရအောင်ရောင်းပြမယ်ဗျကိုမောင်တင်းကပီတီတီနဲ့ရေမောလိုက်ကလှုပ်ဆန်းပါကိုမောင်ဦးခမားရောက်နိုင်ခဲ့ရင်ခမားကိုကျုပ်ကတဝိုင်းဧည့်ခံမဲ့အပြင်ဟောဒီလူတွေအရှိမဆရာလို့တောင်ခေါ်ပြလိုက်မယ်ဗျခမားကတိခမားတင်တော်ကိုမောင်တင်းကိုမောင်ဦးမှာကိုမောင်တင်းအားဖမ်းချုပ်ထားရမှလွတ်ပေးလိုက်သည်ကိုမောင်တင်းကအင်ဂျီကိုပြအလဲတဲမတ်ပြင်ဆင်လိုက်ပြီးကိုမောင်ဦးအိမ်ရှိမှထွက်သွားလိုက်သည်ကိုမောင်တင်းနှင့်အတူပါလာသည့်ပွဲစားများမှလည်းထွက်ခွာသွားလေတော့သည်ထိုအဖြစ်အပျက်ကိုမြင်တွေ့လိုက်သည့်မခင်ဦးမှာကိုမောင်ဦးအနီးသို့ပြေးလာလေသည်ကိုမောင်ဦးရှင်သူတို့နဲ့ဘာဖြစ်တာလဲဘာမှမဟုတ်ပါဘူးကွာဒီလူလေပွဲစားတွေကငါကားကိုများညင်ဆိုးတလေးပါလေးနဲ့ဈေးနှိမ်ချင်နေကြတာကွာကိုမောင်ဦးမှာကားတော့ကိုဖြုတ်ယူလိုက်ပြီးကြည်နေစမ်းပါငါကားညင်ဆိုးတလားမဆိုးဘူးလားဆိုတာသိရအောင်ငါကိုယ်တိုင်မောင်းပြမယ်ကွာကိုမောင်ဦးမှာမခံချင်းစိတ်နဲ့ကားကိုမောင်းထွက်လာခဲ့သည်ညကဖြစ်ပွားခဲ့သည့်အဖြစ်အပျက်များကိုဘီယာမူးနေသဖြင့်ထင်ရောက်ထင်မှားဖြစ်နေသည်ဟုသာတွေးတောနေမိသည်ထို့သို့မောင်းနေရင်မင်္ဂလာတုံဘက်သို့ရောက်လာခဲ့သည်ကိုငယ်လေးဤကားဝက်ရှော့ထန်သွားရန်တတိယသောကကိုငယ်လေးကားဝက်ရှော့ဘက်သို့ဦးတည်လာခဲ့သည်ဝက်ရှော့အရှိတွင်ကားရက်ပြီးဆင်းလာလိုက်သည့်အခါတစ်ချိန်လုံးကိုမြုံကပြုံးနေတတ်သည့်ကိုငယ်လေးမှာမျက်နှာထားတင်းမာသွားလေသည်ကိုမောင်ဦးဝက်ရှော့အတွင်းသို့လှမ်းဝင်လိုက်သည်နှင့်ပြိုကိုမောင်ဦးခမားကားကိုကျုပ်ကင်မပေးဘူးလို့ပြောလိုက်ပြီးသားတော့ကိုမောင်ဦးကကိုငယ်လေးအနီးတွင်ထိုင်ချလိုက်ကခမားကိုလည်းမပြင်ခိုင်းပါဘူးဗျခမားကိုမေးစရာတစ်ခုရှိလို့လာခဲ့တာဗျဘာမေးချင်တာလဲခမားကျုပ်ကားကိုပြင်ရင်ဘာတွေးလိုက်လို့ဒီလိုကိုငယ်လေးမှာမျက်နှာတစ်ချက်ပြတ်သွားသည်ပြောမှသာပြောစမ်းပါဗျာကျုပ်သိတဲ့လောက်သိပြီးပါပြီဒါဆိုရင်လဲကျုပ်ပြောမယ်ခမားကျုပ်ကိုစိတ်မဆိုးနဲ့နော်ကိုငယ်လေးမှာသူကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကိုပြောပြလေသည်ခမားကားကိုပြင်မဲ့ဆိုပြီးလာပေးသွားပေမဲ့ကျုပ်ကညနေဘက်မှအေးအေးဆေးဆေးကင်မယ်ဆိုပြီးလှုပ်ထားတာဗျာထမင်းစားပြီးတော့ကားကိုတစ်ချက်ကြည့်မယ်ဆိုပြီးစက်ဖုံးဖွင့်လိုက်တဲ့အချိန်မှာကားထဲကိုလူတစ်ယောက်ဝင်ထိုင်လိုက်တယ်လို့လိုမျိုးတိတ်ခါနဲ့တစ်ချက်လှုပ်သွားတယ်ကျုပ်လည်းအစကထူးဆန်းသွားပေမဲ့စိတ်ထင်တာနေမှာပါဆိုပြီးအင်ဂျင်ကိုစစ်ဆေးနေတော့မှကားတကားကဂျလောက်ခနဲ့အတန်မြည်ပြီးသူ့အလိုလိုပွင့်ထွက်သွားတယ်ဗျာကားတကားဆိုတာသူ့အလိုလိုပွင့်ရိုးထုံးစံမရှိဘူးမဟုတ်လားဗျကိုမောင်ဦးကခေါင်းငိတ်လိုက်လေသည်ဒါနဲ့ကျုပ်လည်းဇဝေဇဝါဖြစ်လာတယ်အဲ့ဒီလိုနဲ့ကားတကားကိုသွားပိတ်မယ်လှုပ်လိုက်တော့ကားတကားကကျုပ်လက်နဲ့မထီရသေးခင်မှာပဲသူ့အလိုလိုချင်းကနေပိတ်သွားတယ်ဗျာပိတ်သွားရုံတင်မကပဲကားတကားတော့ပါဂျလောက်ခနဲ့ကျသွားတာကိုမြင်လိုက်ရတယ်ဒီအထိကျုပ်မကြောက်တတ်သေးဘူးဗျာကားတကားပြက်တာပဲလို့စိတ်ထဲတွေးနေမိတာကားနောက်ပိုင်းကဘော်ဒီအချိုင်ရကလေးကိုမြင်တော့ဘော်ဒီချိုင်တာကိုနည်းနည်းပြန်ဆွဲကြည့်မယ်ဆိုပြီးလှုပ်တော့မှကားနောက်ခန်းတကားအောက်ကနေအရည်တွေစီးကြလာတယ်ကျုပ်ခြေတော့ကိုတော့
အဲ့ဒီအရည်တွေကစိုးကုန်းနေပြကျုပ်လည်းအရည်တွေကိုလက်နဲ့ဆန်းကြည့်လိုက်တော့ပြစ်ချွဲချွဲနဲ့သွေးတွေဖြစ်နေတာကိုမီးရောက်အောက်မှာတွေးလိုက်ရတယ်ဒီတော့မှကျုပ်လည်းတော်တော်လန့်သွားတာပဲပြိုကားပေါ်ကိုကြည့်လိုက်တဲ့အခါကားရှိခန်းမှာမိန်းကလေးတစ်ယောက်သပင်ဖျားလျားချပြီးထိုင်နေတာကိုမြင်လိုက်ရတော့ကျုပ်ဟန်မဆောင်နိုင်တော့ပဲဝက်ရှော့တကားကိုပိတ်ပြီးအိမ်ပေါ်ကိုပြန်တက်ပြေးရပါရောခမားလာတော့မှကျုပ်ဝက်ရှော့တဲကိုပြန်ဆင်းခဲ့တာဗျကိုမောင်ဦးမှာကိုငယ်လေးပြောပြနေသည်ကိုမျက်မှောင်ကျုပ်ကနားထောင်နေမိသည်ကိုငယ်လေးခမားတကယ်ပြောတာလားဗျတကယ်ပါဆိုဗျခမားကားမှာတရေတစီလားမကောင်းဆိုးဝါးတကောင်ကောင်လားတွေ့ကပ်နေတယ်လို့ကျုပ်ထင်တယ်ကိုမောင်ဦးမှာခေါင်းညှိလိုက်ပြီးဝက်ရှော့အတွင်းမှပြန်ထွက်လာခဲ့သည်ဟေ့လူခမားပဲသွားမလို့လဲခမားပြောတဲ့တရေဆိုတာကိုသွားရှာမလို့လေပြားကိုမောင်ဦးကရဲကျဲကျဲပြောလိုက်ပြီးသည့်နောက်ကားအတွင်းသို့ဝင်လိုက်ကဆက်နိုးလိုက်လေသည်နေ့လယ်စာစားချိန်ရောက်လာသဖြင့်ဗမာထမင်းဆိုင်တစ်ဆိုင်တွင်ဝင်ရောက်စားတော့လိုက်လေသည်ထိုဆိုင်မှာဟင်းရစုံလင်လာပြီးအတို့မြုပ်၎င်းလာသဖြင့်ကိုမောင်ဦးတယောက်စားကောင်းကောင်းနဲ့သုံးပကံခန့်စားတော့လိုက်သည်ထမင်းစားတော့ပြီးစီးသည့်အခါကားကိုပြန်လည်မောင်းထွက်လာခဲ့သည်ထမင်းစားပြီးပြည့်အင်းနေပြီးဖြစ်ရာကားမောင်းလိုက်သည့်အခါလေတိုးပြီးမျက်ခုံများလေးလံလာကအိမ်ငိုက်လာလေတော့သည်ကားမောင်းနေရင်လူကတစ်ချက်ငိုက်ကြသွားမိသည်ဗဟိုလမ်းမကြီးပေါ်သို့တက်မိသည့်အချိန်တွင်လူတစ်ကိုယ်လုံးအသိစိတ်မကတ်တော့ဘဲဟန်မဆောင်နိုင်အောင်အိတ်ချင်လာမိသည်ကားမောင်းရင်တစ်ချက်ငိုက်မြည်သွားကတစ်ဖက်လမ်းကျောပေါ်သို့ကားကမေးတင်သွားလေသည်ထိုအခါမျက်နှာချင်းဆိုင်မှာကားကြီးတစ်စီးကဟွန်းရှိကြီးတီးလိုက်သဖြင့်ကိုမောင်ဦးတယောက်အသိစိတ်ပြန်ဝင်လာကလမ်းမတစ်ဖက်သို့ကားကိုဆွလက်ချလိုက်ရသည်ထိုကားသာဟွန်းမတီးခဲ့လျင်ကိုမောင်ဦးမှာတစ်ဖက်လမ်းကျောမှလာသည့်ကားနှင့်မျက်နှာချင်းဆိုင်တိုက်မိမည်ဖြစ်သည်ကိုမောင်ဦးမှာစီယာတိုင်ကိုကင်ရင်ချွေးပြန်လာလေသည်ထိုစဉ်အိတ်တွင်းမှဖုံးကအော်မီလာခဲ့သည်ဖုံးကိုကင်လိုက်သည့်အခါဇနီးသည်ဖြစ်သူမခင်ဦးခေါ်ဆိုခြင်းဖြစ်သည်မခင်ဦးကဈေးဝယ်စင်တာတစ်ခုမှပစ္စည်းတစ်ခုဝင်ဝယ်လာရန်အတွက်မှာကြားလိုက်သည်ဖြစ်ရာကိုမောင်ဦးလည်းဈေးဝယ်စင်တာတစ်ခုသို့မောင်းနှင်လိုက်ကမြေအောက်ကားပါကင်အတွင်းတွင်ကားကိုရပ်တန့်လိုက်လေသည်ကားပေါ်မှဆင်းမည်ဟုကြံရွယ်လိုက်ကကားတကားဖွင့်လိုက်စဉ်ကားတကားမှာလော့များကြကုန်လေသည်ကိုမောင်ဦးကကားတကားတော့ကိုဖွင့်တော်လဲမြည်တို့မှဖွင့်မရပဲရှိနေလေသည်ကိုမောင်ဦးကြိုးစားနေစဉ်ကားနောက်ခန်းထိုင်ကုန်အလဲတက်တဲ့တွင်သပင်ဖျားလျားချထားသည့်မိန်းကလေးတဦးထိုင်နေသည်ကိုတွေ့လိုက်ရသဖြင့်ကိုမောင်ဦးမှာသွေးပြက်မတက်ကြောက်လန့်သွားမိသည်မိန်းကလေးမှာစက်ယုံယူနီဖောင်းကဲ့သို့မိုးပြရောင်ဝတ်စားကိုဝတ်ဆင်ထားပြီးကြောလက်ခန့်ရှိသည့်သပင်များကဖျားလျားကျနေလေသည်မျက်နှာတစ်ချမ်းမှာအသားဆက်များမရှိတော့ပဲအယိုးဖြူဖြူကြီးများကိုတွေ့ရသည်မျက်ခုံများမရှိတော့သည့်မျက်လုံးမှာလည်းအလုံးလိုက်ကြီးပြူးထွက်နေသည်မိုးပြရောင်ဝတ်စားပေါ်တွင်သွေးဆက်များနှင့်ပေကျန်နေရဲနေလေသည်ကိုမောင်ဦးမှာကားမောင်းသည့်ထိုင်ကုန်ပေါ်တွင်ပြန်ထိုင်ချလိုက်ပြီးအသက်ကိုမနှဲရှုရှိုက်နေရသည်နောက်ကြည့်မှန်မှကြည့်လိုက်သည့်အခါအလွန်ကြောက်စရာကောင်းသည့်တရေမမျက်နှာကြီးကိုမြင်တွေ့ရသည်မင်းဘယ်သူလဲဘာဖြစ်လို့ငါကားပေါ်ကိုရောက်နေတာလဲမောင်အခုချက်ချင်းမောင်းတရေမကအတန်ခွဲကြီးဖြင့်အော်ဟစ်လိုက်လေသည်ကိုမောင်ဦးမှာလက်များတုံရင်းနေပြီးကားဆက်နိုးရန်အတွက်ပင်မနှဲကြိုးစားနေရသည်ထိုခိုက်ကားဆက်မှာသူ့အလိုလိုနိုးသွားပြီးကားစတီယာရင်မှာလည်းသူ့အလိုလိုပင်လယ်ဘက်ကကားမှကုံတိုက်တွင်းမှမောင်းထွက်လာခဲ့လေသည်အပြင်သို့ရောက်သည့်အခါပတ်ဝန်းကျင်မှာအမှောင်ဖုံးနေလေသည်ကားကလေးမှာအလွန်လျင်မြန်သောအရှိန်ဖြင့်မောင်းနှင်နေကကားလမ်းပေါ်ရှိအခြားကားများနှင့်ပုတ်ကာတီကားရှောင်းတိန်မောင်းနှင်နေလေသည်ကိုမောင်သိန်းတယောက်အလွန်ကြောက်လန့်ကမျက်စီကိုစုံမိတ်ထားမိသည်ကားလမ်းပေါ်မှာကားကြီးကားငယ်များကဟုံးများတီးနေကြသည်ပရိုပေါက်ကားကလေးမှာထိုသို့မောင်းနှင်ပြီးသည့်နောက်လမ်းမကြီးတစ်ခုထပ်စီသို့ရောက်လာခဲ့သည်လမ်းမကြီးမှာကွန်ကရစ်လမ်းဖြူဖြူကြီးဖြစ်ကာလမ်းနံဘေးတွင်ဓာတ်တိုင်ကြီးများကအစီအီရှိနေကြသည်လမ်းတစ်ဖက်တစ်ချက်တွင်လည်းမြရိုင်းပင်ရှည်ကြီးများကိုတွေ့ရသည်ကိုမောင်ဦးမှာထိုလမ်းအနေထားကိုကြည့်လိုက်ရင်အမှတ်3လမ်းမတော်၎င်းသို့မဟုတ်ဇေကဘာဝင်းတွင်မှလမ်းမတော်၎င်းထိုမှမဟုတ်လျင်စက်မှုဆောင်တစ်ခုခုရှိလမ်းတစ်ခုဖြစ်နိုင်သည်ဟုတွေးလိုက်မိသည်လမ်းတစ်နေရာအရောက်တွင်ကားကကြွေခနဲထိုးရက်သွားကားတကားမှပွင့်ထွက်သွားပြီးကိုမောင်ဦးကိုလူတဦးကဆွဲထုတ်လိုက်တဲ့ကဲ့သို့ခံစားလိုက်ရကကိုမောင်ဦးတယောက်ကားလမ်းနံဘေးသို့ဒလိမ့်ခောက်ကွေးပြုတ်ကျသွားသည်ကားလမ်းနံဘေးမှကုန်းထားလိုက်သည့်အခါပရိုဘော့စ်ကားအားမတွေ့ရတော့ပေကိုမောင်ဦးကကားအသွားလာတစ်စီးမှမရှိသည့်ကားလမ်းမကြီးကိုငေးကြည့်နေမိသည်ထိုစဉ်ဆွဲချင်းတောင်းကလေးကင်ကလမ်းလျှောက်လာသည့်မိန်းကလေးတဦးကိုတွေ့လိုက်ရသည်ကိုမောင်ဦးမှာလူသူတွေ့လိုက်ရသဖြင့်အားတက်သွားကထိုမိန်းကလေးအားအော်ခေါ်မည်ဟုကြံရွယ်လိုက်စဉ်မှာပင်ထိုမိန်းကလေးမှာပရိုဘော့စကားအတွင်းတွင်တွေ့လိုက်ရသည့်မိန်းကလေးဖြစ်နေလေသည်မိန်းကလေးမှာကားလမ်းဖြတ်ကူးရန်အတွက်လမ်းလယ်သို့တဖြည်းဖြည်းလျှောက်လန်းလာသည်ထိုစဉ်မှပင်မိန်းကလေး၏နောက်ကျောဘက်မှပရိုပေါက်ကားတစ်စီးကအရှိန်ပြင်းစွာဖြင့်မောင်းနှင်လာကလမ်းဖြတ်ကူးနေသည့်မိန်းကလေးကိုဘွားခနဲတွေ့လိုက်ရသဖြင့်ကားကိုလမ်းပေးဆွဲချလိုက်တော်လဲကား၏အနောက်ဘက်နံဘေးနှင့်မိန်းကလေးအားတိုက်မိသွားလေသည်ထိုမိန်းကလေးဝတ်ဆင်ထားသည့်ထမီစမှာကားနောက်ဘေးအကြားသို့ညက်ပါသွားကထိုမိန်းကလေးမှလည်းကားနောက်သို့တရွတ်တိုက်ဆွဲပါသွားပြီးဦးခေါင်းနှင့်ကွန်ကရစ်ကျမ်းပြင်ပို့တိုက်မိကသွေးများကစွတ်ကြောင်းအရာကြီးအဖြစ်ကျန်နေခဲ့လေသည်ပရိုပေါက်
ကားကလေးမှာလမ်းဘေးတနေရာတွင်ထိုးရက်သွားပြီးကားပေါ်မှအင်ဂျီအနီးကွက်ဝတ်ဆင်ထားသည့်လူတစ်ဦးမှပြေးဆင်းလာလေသည်ထိုလူကမိန်းကလေးအားစိုက်ကြည့်ကအလွန်ထိတ်လန့်သွားပြီးကားလမ်းမပေါ်သို့ဖင်ထိုင်လက်သားလဲကျသွားသည်ထို့နောက်ဘေဘီဝဲရာသို့လှည့်ကြည့်လိုက်ပြီးကားစီသို့အမြန်ပြေးကားကိုမောင်းထွက်သွားလေတော့သည်ကိုမောင်ဦးမှာထိတ်လန့်တုန်လှုပ်စွာဖြင့်မိန်းကလေးနီးသို့တိုးကပ်ခဲ့သည်ကွန်ကရစ်လမ်းပေါ်တွင်မှောက်ရက်သားလဲကျနေသည့်မိန်းကလေးမှာငေါက်ခနဲထထိုင်လိုက်ပြီးကိုမောင်ဦးအားစိုက်ကြည့်လျက်ညင်းလိုက်လားရှင်အဲ့ဒီလူကိုမြင်လိုက်သလားကိုမောင်ဦးမှာခေါင်းကိုဆက်ခနဲညှိလိုက်သည်အဲ့ဒီလူယုံမာကိုကျုပ်ရှာနေတာကြာပြီးတကယ်လို့မင်းအဲ့ဒီလူကိုတွေ့ရင်ဘာလုပ်မှလဲလက်စားချေမယ်အဲ့ဒီလူကျုပ်လိုခံရအောင်လက်စားပြန်ချေမယ်လက်စားချေပြီးရင်ရောရှာပေးအဲ့ဒီလူကိုရှာပေးမိန်းကလေးမှာအတန်နဲ့ကြီးနှင့်ဟစ်အော်လိုက်သဖြင့်ကိုမောင်ဦးတယောက်လန့်နိုးသွားလေသည်ကိုမောင်ဦးတကိုယ်လုံးတွင်ချွေးစေးများထွက်ကာဆူရွဲနေလေသည်ဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်သည့်အခါဈေးဝင်စင်တာကြီး၏မြေအောက်ကားပါကင်တွင်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်လက်စသက်တော့ငါအရန်အိတ်ချင်လာပြီးဒီအောက်မှာအိပ်ပျော်သွားတာထင်တယ်ကိုမောင်ဦးမှာအသက်ကိုမနှဲလူရှုနေရသည်ဒါပေမဲ့ငါခုနကတွေ့ခဲ့ရတာတွေကအိမ်မက်ပဲလားတကယ်များလားထိုစဉ်ကားရေဒီယိုမှာ6ခနဲ့ပွင့်သွားကတချင်းတက်များထွက်ပေါ်လာလေသည်ထိုအဖြစ်ကိုကြည့်ချင်းဖြင့်ကိုမောင်ဦးတယောက်ကားပေါ်တွင်တရေမရှိနေသည်ကိုသိလိုက်ရသည်တကယ်လို့ငါမင်းကိုကူညီမယ်ဆိုရင်မင်းငါကိုပြန်ကူညီမလားတချင်းတန်ထွက်နေသည့်ရေဒီယိုမှာအတန်ပိတ်သွားပြီးသည့်နောက်ခဏကြာမှအတန်ပြန်ပွင့်လာသည်ကိုမောင်ဦးကထိုအဖြစ်ကိုတရေမှအချက်ပြသည်ဟုသတ်မှတ်လိုက်သည်ဒါဆိုငါအဲ့ဒီလူကိုရှာပေးမယ်ဒီလူကိုရှာတွေ့ရင်မင်းဒီကားထဲကနေထွက်သွားပေးရမယ်ရေဒီယိုမှာအတန်ပိတ်သွားပြန်သည်ကိုမောင်ဦးလည်းနားလည်လိုက်ပြီးမို့ဖုန်းကိုဖွင့်လိုက်ကကိုမောင်တင့်စီသို့ဖုန်းခေါ်လိုက်သည်ဟဲလိုကိုမောင်တင့်လားကျုပ်သိချင်တာတစ်ခုရှိတယ်ခမားဒီကားကိုအရင်တုန်းကဘသူစီကနေရလာခဲ့တာလဲကိုမောင်တင့်ဤချိတ်ဆက်ပေးမှုဖြင့်ပွဲစားများတယောက်ပြီးတယောက်နှင့်ဆက်သွယ်မေးမြန်းခဲ့ရာနောက်ဆုံးတွင်တော့ထိုကားအားဥစွာရောင်းချခဲ့သည့်ကားပိုင်ရှင်တဦး၏လိပ်စာကိုရရှိခဲ့သည်ရွှေလင်ပန်းစက်မှုဇုံဆိုပါလားထိုအခါကားဟုံးမှာတီခနဲမြည်သွားသည်ကိုတွေ့လိုက်ရသည်ကိုမောင်ဦးလည်းကားကိုဆက်နှိုးလိုက်ကရွှေလင်ပန်းစက်မှုဇုံစီသို့ဦးတီမောင်းနှင်လာခဲ့သည်ပွဲစားညွှန်ပေးလိုက်သည့်အတိုင်းရွှေလင်ပန်းစက်မှုဇုံတွင်းရှိလမ်းတစ်ခုအတွင်းသို့ရောက်လာခဲ့သည်ထိုလမ်းကိုဝင်သည့်စက်မှုဇုံလမ်းမကြီးမှာကိုမောင်ဦးအိမ်မက်ထဲတွင်မြင်တွေ့ခဲ့သည့်ကွန်ကရစ်လမ်းမကြီးနှင့်တူညီလှပေသည်လမ်းသွယ်ကလေးစီသို့ရောက်ခဲ့သည့်အခါစက်ရုံကြီးများတန်းစီနေသည်ကိုတွေ့ရသည်စက်ရုံစင်းချိန်ဖြစ်သဖြင့်စက်မှုဇုံလမ်းမကြီးတွင်လူများကားများရှုပ်ထွေးနေကြသည်စက်ရုံအလုပ်သမားများအားကြိုပို့လုပ်သည့်ဖယ်ရီကားများစက်ရုံတွင်မှပစ္စည်းများတည်ဆောင်လာကြသည့်ကုန်တင်ကားကြီးများနှင့်ရှုပ်ထွေးနေလေသည်စက်ရုံအမှတ်130ဆိုတော့ဒီစက်ရုံပဲဖြစ်ရမယ်ကိုမောင်ဦးကထိုစက်ရုံအရှိနာတွင်ကားကိုထိုးရက်လိုက်သည်စက်ရုံနှင့်လမ်းတစ်ဖက်ခြမ်းတွင်တော့တဲခင်းထားသည့်ချင်းကွင်းကလေးတစ်ခုရှိပြီးချင်းကွင်းတွင်လူငယ်လူရွယ်များကချင်းခတ်ဆော့ကစားနေသည်ကိုတွေ့ရသည်ကိုမောင်ဦးကကားပေါ်မှဆင်းရန်ပြင်လိုက်စဉ်စက်ရုံမှတ်131အတွင်းမှလူတစ်ဦးပြေးထွက်လာသည်ကိုတွေ့ရသည်ကိုမောင်ဦးမှာထိုလူကိုကြည့်လိုက်သည့်အခါအိမ်မက်အတွင်းမြင်တွေ့လိုက်ရသည့်လူနှင့်တထေရာလေးတူညီနေသည်ကိုတွေ့လိုက်ရသည်ထိုလူမှာအလုသမားမိန်းကလေးအားကားဖြင့်တိုက်သွားသည်သူဖြစ်မည်ဟုတွေးမိလိုက်ကကိုမောင်ဦးကကားပေါ်မှဆင်းသက်ရန်ပြင်ဆင်လိုက်သည်သို့သောကားတကားမှဖွင့်၍မရပေကားတစ်စင်းလုံးမှလည်းဝုန်းခနဲတုန်ခါသွားပြီးနောက်ကားခေါင်မိုးပေါ်မှအရိပ်တနံမဲအရာကြီးတစ်ခုကလွှားခနဲခုန်ထွက်သွားကထိုလူ၏လက်ကုပ်ပေါ်သို့တွဲကပ်သွားသည်ကိုတွေ့ရသည်ထိုလူမှာအလွန်ကြောက်ရွံ့သွားပြီးတုံရင်ဖြစ်ကခြေဦးတရာပြေးလွှားလေသည်ကိုမောင်ဦးမှာထိုလူအားအော်ဟစ်တတိပေးရန်ကြိုးစားလိုက်တော့လဲနောက်ကျသွားပြီးဖြစ်သည်ထိုလူမှာတရေကောင်ကြီးနှင့်တွေ့သည့်အခါကြောက်လန့်၍ခြေဦးတရာပြေးလွှားရာမှစက်မှုဇုံလမ်းမအတိုင်းမောင်းနှင်လာသည့်ကုန်တင်ကားကြီးတစ်စင်းနှင့်တိုက်မိကကုန်တင်ကားပြီးအောက်သို့ကျိတ်မိသွားသည်ကိုတွေ့လိုက်ရသည်ကိုမောင်ဦးတယောက်မျက်စိအရှိမှပင်လူတဦးသေဆုံးသွားသည်ကိုမြင်တွေ့လိုက်ရသည့်အတွက်စိတ်တုန်လှုပ်ခြောက်ခြားသွားလေသည်ချင်းခတ်နေသူများလမ်းမတွင်တွာလာနေသူများကကုန်တင်ကားကြီးနှင့်တိုက်မိသည့်ထိုလူအားပြေးကြည့်ကြလေသည်ကုန်တင်ကားပြီးအောက်သို့ဝင်ရောက်သွားသည့်ထိုလူမှာအသက်ရှင်နိုင်ဖွယ်မရှိဟုကိုမောင်ဦးယူဆလိုက်ကိုမောင်ဦးတယောက်စိတ်ကိုတည်ငြိမ်အောင်ချုပ်ထိန်ပြီးကားကိုထိုနေရာမှမောင်းထွက်လာခဲ့သည်ကားမောင်းနေရင်ကားအနောက်ခန်းသို့တစ်ချက်ကြည့်လိုက်ကမင်းရှိနေသေးလားမင်းငါကိုဂတိပေးထားတယ်လေငါမင်းကိုကူညီပြီးရင်မင်းဒီကားကနေထွက်သွားတော့မယ်ဆိုကိုမောင်ဦးပြောဆိုလိုက်တော့လဲကားမှမြည်တို့မြထူးခြားခြင်းမရှိပေကိုမောင်ဦးမှာ3-4ခုမြပြောဆိုလိုက်တော့လဲမြည်သည့်အရာမှမတွေ့ရတော့သဖြင့်ထိုမိန်းကလေးကားပေါ်မှဆင်းသွားပြီးဖြစ်မှန်းသိလိုက်ရသည်ကိုမောင်ဦးကတပ်ပြင်းတစ်ချက်ချလိုက်ကကားရေဒီယိုကိုဖွင့်လိုက်လေသည်ထိုအခါကိုမောင်ဦးကြိုက်နှစ်သက်သည့်တခြင်းတစ်ပုဒ်ကိုရေဒီယိုမှထုတ်လွှင့်လာနေသည်ကိုမောင်ဦးကတခြင်းအားညှဉ်းညူသည်ဆိုလိုက်ရင်ကားကလေးကိုရန်ကုန်မြို့စီသို့ဦးတီမောင်းနှင်လာလေတော့သည်